ဒါနဲ့နဲ့ Chevrolet Malibu 2019နဲ့ Kia Optima 2019တဲ့ဘယ်ဟာရွေးချယ်တင်လဲတဲ့ကျွန်တော် Optima 2019ကျရွေးချယ်စရာအတွက် GT line ရှိတယ် UU ရှိတယ် 2.0 2.4 ပေါ့နှစ်မျိုးရှိတယ်ဒါပေမဲ့ကျွန်တော် Chevrolet မှာကျတော့ရွေးချယ်စရာအများကြီးရှိတယ် LS ရှိတယ် LT ရှိတယ်ကျွန်တော် ADZ ရှိတော့ဘောတော့ Premier ရှိတယ် Premier ထဲမှာ Prime Safety ရှိတယ်ပြီးတော့ 1.3 ရွေးလို့ရတယ် 2.0 ရွေးလို့ရတယ်နှစ်မျိုးရွေးလို့ရတယ်ကျွန်တော်မောင်းလို့ကောင်းတဲ့အပိုင်းကျတော့ကျွန်တော် Malibu ကပုံမောင်းလို့ကောင်းတယ်ဒါပေမဲ့အောက်ပိုင်းကြီးပြော့တယ်ကျွန်တော် Gear box error ရှိတယ်အဲ့ဒါကြီးတော့ရှိတယ်Optima ကျတော့ကျွန်တော်တို့ဒီ Gear ကကျတော့သူက error တိတ်မရှိဘူးကျွန်တော်တို့ဟို aircon compressor လောက်ပဲ error ရှိတတ်တယ်အဲ့လိုမျိုးအဲ့ဒါပဲရှိကျွန်တော်အဲ့လောက်ဟိုကြီးကြီးမားမားကြီးမရှိဘူးပေါ့ဗျာအဲ့တော့ဟိုမခုံးတယ်ကျွန်တော် Malibu ကတော့မောင်းလို့ကောင်းတဲ့ထဲမှာပါတယ်ပြီးတော့ပြန်ရောင်းရလဲလွယ်တယ်Optima လည်းပြန်ရောင်းလွယ်လားဆိုလွယ်ပါတယ်ဒါပေမဲ့သူကနည်းနည်းလေးခက်တယ်Malibu ကပိုရောင်းလို့တွေ့တာပေါ့ကြီးစုံရိုက်တယ်မှာ